နာသုံးတဲ့ခါမှာဂိုးနဲ့သုံးတာနဲ့ spray နဲ့သုံးတာဘယ်ဟာပိုထိရောက်လဲဘယ်ဟာကိုပို့ပြီးတော့ကိုယ်တာယူပိုကောင်းလာစီလဲဆိုတော့ခင်ဗျာဒီနေ့မှာဒီ vlog ထဲမှာပြောရမှာပဲဖြစ်ပါတယ်ခင်ဗျာဂုံးအတွက် review ရင်ပေးပါမယ်ဆိုဂုံးနဲ့သုံးတာကခင်ဗျလို့ဂုံးအတွက်တက်ပတ်စံကုန်မယ်ပြီးတော့တိုနာဘိုးကကုန်တယ်အဲ့မှာနှစ်ခုကုန်တဲ့အပြင်ခင်ဗျလို့ကပေါ့နော်ဒီလိုမျိုးပေါ့နော်ထည့်လိုက်တယ်ထားလိုက်အဲ့မှာအခုတဖြန်းဖြန်းလိုက်ပြီအဲ့တဖြန်းမှာဒီမှာသွားတိလိုက်ဒီထဲမှာအရင်ဆုံးပျော်သွားတယ်ပြီးတော့ဒီထဲမှာအကုန်လုံးဆိုသွားပြီဆိုမှကိုမျက်နှာသုံးနေဆိုမှတိုနာကတော်တော်လေးကုန်မယ်ဟိုမှာတလားအောင်မှာကွာဒီ spray နဲ့သုံးတာကတပူကို2လလောက်သုံးရတယ်ဒါပေမဲ့ဒီ spray ဒီတိုနာတော့ချင်မှာတပူကိုတလားခွဲကျော်လောက်ပဲသုံးရတယ်ဆိုရင်အဲ့မှာတော်တော်လေးကွာရပြီဂုံးပိုးလေးတက်ကုန်ပြီဂုံးလေးတော်တော်ကုန်ပါပြီးတော့အသားကြီးထိရောက်မှုမှာဆိုရင်တော့ဟောဒီဂုံးကမကောင်းဒီဂုံးကိုဘယ်ချိန်မှာပို့ပြီးသုံးရမလဲဆိုရင်တော့ခင်ဗျပြောချင်တာက cleansing water သုံးတဲ့အချိန်မှာပါကိုမြင်တာ cleansing water သုံးတဲ့အချိန်မှာဒီလိုဂုံးနဲ့သုံးတာပို့ပြီးကောင်းတယ်လို့ထင်ပါတယ်ပြီးတော့ခင်ဗျက review နေနဲ့က spray ပါ spray အနေနဲ့ဆိုရင်တော့ခင်ဗျပြောချင်တာကသူတို့ spray ကိုခင်ဗျကသူတို့ပေါ့နော်သူတို့ဘူးထဲမှာသူတို့ spray လေးတစ်ခါလေးဝယ်လိုက်တယ်သူတို့တစ်ခါဝယ်ပြီးရင်တော်တော်လေးသုံးလို့ရတယ်လို့ပြောဥပမာနေဆိုခင်ဗျကဒီနေရာကိုရောက်ချင်တယ်ဆိုရင်ဒီမှာတဖြန်းပဲအဲ့တဖြန်းကဒီတဲ့တစားစာမရှိဘူးပေါ့နော်အဲ့လိုလေးကိုသုံးငယ်နေရာတို့တေးချာချာလေးသုံးလို့ရဥပမာနေခင်ဖြန်းရမယ်နော်ဆိုပြီးသုံးလိုက်တယ်ပြီးရင်ကိုကဒီနားဆိုဒီလိုလေးသုံးလို့ရအဲ့တော့နေရာမှာလေးလုံးဝတေချာပြီးရောက်တဲ့အပြင် sorry ရောက်တဲ့အပြင်လုံးဝအသားယူလုံးဝကောင်းသွားစေပါရဲ့ဟိုလုံးဝကောင်းနေခိုင်ဆိုရင်ခင်ဗျလေ protein ဖြစ်တယ်လို့မခံစားရဆိုဒီလို spray လေးကိုဖြန့်တယ်ဒီလိုခါဆိုရင်ဒီလိုဘူးဘိုးကဖြစ်1000တောင်မရှိဘူးပေါ့နော်အဲ့ဒါဆိုရင်မှကိုကဒီလိုတဘူးဝယ်ပြီးထိုင်အကြိုက်သုံးလို့ရတယ်ပြီးတော့အိတ်ထဲမှာထည့်သွားမယ်ဆိုရင်အေးစေးဟိုမှာကိုကအပြင်ရောက်နေဆိုလို့ skin ခဲ့မယ်ဆိုရင်ဒီလိုဖြန်းလိုက်ရုံပဲဘာမှဂုံးနေနဲ့ဘာမှလုပ်စရာမလိုပါဘူးဆိုအဲ့ဆိုရင်တော့ခင်ဗျအတွက်ဆိုရင်တော့ဂုံးနဲ့ spray ဆိုရင် spray ကိုပို့ပြီးရွေးဖြစ်ပါမယ်ဂုံးကပတ်စံကိုပို့ပြီးကုန်တယ်အပြင်ကိုရဲ့တိုနာကိုလည်းအမြန်ဆုံးကုန်ပြီးတော့အသားရည်တဲ့စိတ်ဝင်မှုအားနေပါတယ်ဒါပေမဲ့ဒါကပို့ပြီးတော့အသားရည်တဲ့စိတ်ဝင်မှုများပါတယ်လို့ခင်ဗျကပြောချင်ပါတယ်ဆိုဒါကတော့ခင်ဗျတိထားတဲ့လောက်ကိုအကုန်လုံးကိုပြန်ပြီး share ပေးရပဲဖြစ်ပါတယ် so bye bye next video guys